ပုံမပါတဲ့မျက်နှာလေးကိုပဲလှဖို့ရတဲ့ဂယုစိုက်မနေနဲ့哦ဒုတိယမျက်နှာဖြစ်တဲ့ဆန်သားလှလှလေးတွေပိုင်ဆိုင်ဖို့ရအတွက်လည်းဂယုစိုက်ကြပါအောင်ရှင်ကဲ focus beauty ကုမ္ပဏီကနေပြီးတော့9000မှုဝယ်ယူတာနဲ့1000တန်ဆန်သားလှလှလေးပိုင်ဆိုင်စေတဲ့နဲ့ hair shampoo နဲ့ conditioner လက်ဆောင်ပေးနေတယ်ဆိုတဲ့စီစဉ်လေးကိုပြောပြထားပါတယ်နော်9000မှုဝယ်ယူတဲ့နေရာမှာ9000ဝယ်ယူလို့နဲ့ကိုယ့်ရဲ့မျက်နှာအသားရည်အတွက်လိုအပ်တဲ့ skin care step 9မျိုးတစ်ဆက်ကြီး9000ပါမယ်ဆိုတာကိုသိပြီးကြပြီမို့လားအဲ့ခါကျတော့ရှင်စင်ကနေပြီးတော့ဒီ9000မို့9မျိုးတစ်ဆက်ဝယ်ပြီးတော့1000တန်လက်ဆောင်ရဖို့ရအတွက်တွဲပြပေးမယ်နော်မျက်နှာအသားရည်အရေးအကြောင်းတွေရှိပြီးတော့မှအသား6အသားပတ်ခြင်းဖြစ်တဲ့သူတွေအတွက်ကhyaluronic facial foam လေးပါမယ် new skin toner လေးပါမယ်ရေတက်ပြုတ် moisturizer sleeping cream လေးပါမယ်whitening cream new skin oil လေးပါမယ်နောက်ပြီးတော့ Nika sun cream ပါမယ်ဒီ9မျိုးတစ်ဆက်ကလေးဒီ9မျိုးတစ်ဆက်လုံးကကျတော့မျက်နှာသားကြီးအရေးကြောင်းဖြစ်ပြီးတော့အသား6အသားပတ်တဲ့လူတွေသုံးသင့်ပါတယ်9မျိုးတစ်ဆက်လေးကိုမြန်မာငွေ9500ကျပ်ပါတော့ဒီတွဲလုံးကိုယူလိုက်တာနဲ့စံသားနလေးပိုင်ဆိုင်စီတဲ့ new hair shampoo နဲ့ conditioner 50 gram တွဲ1000တန်တွဲလက်ဆောင်ရမှာဖြစ်ပါရဲ့နော်ကိုကမျက်နှာအသားကြီးအသား6အသားပတ်တာမဟုတ်တင်းတိတ်အမဲဆက်ဖြစ်တယ်ဆိုလို့ရှိရင် facial လေးကိုလဲပေးလိုက်ဦးမယ်နော် vitamin C facial လေးကိုလဲပေးလို့ရပါတယ်ကိုရဲ့မျက်နှာအသားကြီးကအစီပြန်ဝက်ချံအစီဘူးစားဝက်ချံချူပေါက်ကျနေတယ်ဆိုလို့ရှိရင်တော့ salicylic acid facial foam လေးနဲ့တွဲချင်းပေးလို့ရပါတယ်ကိုရဲ့မျက်နှာအသားကြီးကဘာလိမ့်လိမ့်တမ်းမတဲ့ဘူးဘာမှသုံးလို့မရအောင်တကယ်ကိုဆက်ဆက်ထိမခံ sensitive အသားကြီးပိုင်ရှင်နေဖြစ်တယ်ဆိုလို့ရှိရင်အစိမ်းရောင်စီကာလေးကိုပြောင်းတုံးပြီးတော့တွဲပေးလို့ရတယ်နော်ပြီးတော့မျက်နှာအသားကြီးကအစီပြန်နဲ့မျက်နှာသားကြီးဖြစ်ပြီးတော့အညစ်အကြေးတွေဖုံမုံနေနဲ့ရောနှောသွားတဲ့အခါမှာဝက်ချံထွက်တတ်တဲ့မျက်နှာသားကြီးပိုင်ရှင်ဆိုလို့ရှိရင်တော့ခဲရောင်ခြာကိုလေးကိုပြောင်းပြီးတော့တွဲပေးလို့ရပါတယ်မျက်နှာသစ်စေဒီ facial လေးတွေကိုပြောင်းသုံးလိုက်ရုံနဲ့9မျိုးတစ်ဆက်လေးကိုရရှိမှာပါနော်9မျိုးတစ်ဆက်ကိုဝယ်ယူလိုက်တာနဲ့မြန်မာငွေ9500ကျပ်ပဲကျပ်တက်မှာဖြစ်ပြီးတော့ new hair shampoo နဲ့ conditioner 1000တန်တွဲလက်ဆောင်ရမှာဖြစ်ပါတယ်ကိုရဲ့မျက်နှာအသားရည်လိုက်မျက်နှာသစ်စေးလေးတွေပြောင်းပြီးတော့9500ကျပ်9မျိုးတစ်ဆက်ကလေးကိုဝယ်ယူပြီး1000တန်လက်ဆောင်လေးရယူလိုက်ကြပါစို့နော်